နာတယောက်ယောက်ကိုဖွင့်ပြောလိုက်ရင်ပေါ်ပါတော့မလားနားလည်မှုတွေမျောလဲအားပေးမဲ့စကားတန်ထားပေးမဲ့တကယ်တမ်းမှမျောလင့်ချက်တွေလွေပြေသွားမိရဲ့ဘဝစားကြောင်းလူတိုင်းကိုတော့မနှောက်ဝင်နေမိရဲ့မဆိုင်တဲ့တန်ရာသူတို့ကဟာတာတခုပဲမိရဲ့ချားတဲ့ငယ်လေးသူတို့ကအပြေးပြေးပဲနောက်ဆုံးတော့မိရဲ့ဖမ်းဖို့မိကိုယ်တိုင်မဲ့တီးရမို့ခိုင်မာတာမိရဲ့အိမ်ပြောတဲ့ညတွေသူတို့မသိနိုင်မှာတွေးထွနေတဲ့နှလုံးသားသူတို့မမြင်နိုင်မှာလက်ပြရီဝိုင်းထဲမှာစာမျိုးပြန်စရာအကြောင်းရာမိရဲ့လေးနဲ့ဆုံးဖြတ်နာပေါ်ပြပြရဲစရာမိရဲ့ဘဝစားကြောင်းလူတိုင်းကိုတော့မမြောက်ဝင်နေမိရဲ့နှဆိုင်တဲ့တန်ရာသူတို့ကဟာတာတခုပဲမိရဲ့ချားတဲ့ငယ်လေးသူတို့ကအပြေးပြေးပဲနောက်ဆုံးတော့မိရဲ့ဖမ်းဖို့မိကိုယ်တိုင်မဲ့တီးရမို့ခိုင်မာတာမခံစားဘူးပဲကိုချင်းပဲစားနိုင်မလဲတနာရပြောတဲ့စကားဟာအပေါ်ရံပဲဖြစ်လိမ့်မယ်တိတ်ဆိတ်ချင်ရဲ့စွမ်းအားနဲ့ကိုတိုင်းရာကိုကူစားပါတကယ်တမ်းမို့ချောင်းနဲ့ဘခုအစုံကိုတေချာကျူဆိုင်ရွေးချယ်ပါကြောင်းလူတိုင်းကိုတော့မမြောက်ဝင်နေမိရဲ့နှဆိုင်တဲ့တန်ရာသူတို့တော့ဟာတာတခုပဲမိရဲ့ချားတဲ့ငယ်လေးသူတို့တော့အပြေးပြေးပဲနောက်ဆုံးတော့မိရဲ့ဖမ်းဖို့မိကိုယ်တိုင်နဲ့တီးရမို့ခိုင်မာတာကိုရဲ့တိုက်ပွဲကိုတိုက်ကိုရဲ့စားလမ်းကိုပိုင်မြင်ရတဲ့ဒီခါစားချက်လူတိုင်းနဲ့မဆိုင်ကိုနာကိုဒါပြီးဆုံးလို့သိစိတ်စွာပဲ She's alive